အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်သူ့ဆက်ဆိုးလေးလေးနဲ့အားရပါရစားပြမှာပဲဖြစ်ဖြစ်ခင်ဗျာကျွန်တော်တို့လက်စားကြရအောင်ဒါပါရောခေါ်မလို့ခဏကမှရပါဒါတမရောပါနော်ဒါရှေ့လူကြီးတွေပြောတာတော့စားရင်စေဖြစ်တယ်ပေါ့ဟုတ်လားမဟုတ်လားတော့မသိဘူးก็ya da kata le